Sia Umendu, Grade 9 English, Mahodra Tukame. 4. Based on the prompts given, write an email to someone who has helped you, saying words of appreciation, make a request for something, and ask for permission to do something, using would you mind or do you mind. ဒီယောက်ကလေးမှာသူရေးဖို့အချက်ကလေးပေးထားတယ်ပြီးတော့ tips ဆိုပြီးတော့အကြံပြုချက်လေးလည်းပေးထားတယ်အဲ့တော့ဒီပိုင်းချင်းစီကိုဒီချက်တို့ခွဲပြီးတော့ဘာသာအရင်ပြန်ကြည့်ပါမယ်နော်အဲ့တော့မေးခွန်းလေးကိုစပြီးဘာသာပြန်ကြည့်ရအောင် for based on the prompts given ပေးထားတဲ့အကြံပြုချက်များအပေါ်အခြေခံပြီးတော့ write an email to someone who has helped you သင်ကိုကူညီထားသူတဦးစီကို email တစ်စောင်ရေးပါ saying words of appreciation ကျေးဇူးတင်စကားများပြောကြားရင်းနဲ့ make a request for something တစ်စုံတစ်ခုအတွက်တောင်းဆိုမှုပြုပါ and ask for permission to do something တစ်စုံတစ်ခုကိုပြုလုပ်ဖို့ခွင့်ပြုချက်ကိုလည်းတောင်းပါ using would you mind do you mind would you mind do you mind ဆိုတဲ့စကားစုများကိုအသုံးပြုပြီးတော့အဲ့ number 4 လေးက teacher တို့ကိုလုပ်ခိုင်းတာက email တစ်စောင်ရေးခိုင်းတာဖြစ်ပါတယ်ဒီ lesson ရဲ့ writing ပိုင်းအဓိကကဒီ email ရေးတဲ့ပုံစံပါပဲအဲ့ဒီ teacher တို့ကြည့်ရအောင်เนาะအရင်မခတ်ပါဘူးရေးပုံရေးနည်းလေးတွေကိုသိသွားရင်လွယ်သွားမှာပါသူပေးထားတဲ့အချက်ကလေးတွေကိုပဲသုံးပြီးရေးရမှာဖြစ်ပါတယ်သူက email ကိုရေးတဲ့အခါဘယ်သူစီရေးခိုင်းတာလဲဆိုတော့ကိုယ်ကူညီထားတဲ့သူတဦးစီကိုရေးခိုင်းတာမိခွန်းမှာအကုန်ပါပြီးသားเนาะကိုကစဉ်းစားစရာမလိုဘူးမိခွန်းကပေးပြီးသားပေးထားချက်ကလေးတွေကိုဘာသာပြန်နိုင်ရင်ရပြီအဲ့တော့ဒီတိုင်းရေးရမှာလည်းမဟုတ်ဘူးပေးထားတဲ့အကြံပြုချက်တွေကိုအခြေခံရမယ်တဲ့တခြားနှစ်ခုတွေ့ခဲ့တယ်အကြံပြုချက်တွေ tips ဆိုပြီးတော့ရေးပေးထားတယ်အဲ့ဒီအကြံပြုချက်တွေကိုအခြေခံပြီးတော့ရေးရမှာဖြစ်ပါတယ် saying words of appreciation ဆိုတာကျေးဇူးတင်စကားတွေပြောရမှာကိုယ်ကူညီပြီးတဲ့သူကိုကူညီဘူးတဲ့သူကိုကျေးဇူးတင်စကားပြောရမယ် make a request for something တစုံတစ်ခုအတွက်လည်းတောင်းဆိုမှုပြုရမယ်တဲ့ခုနကတော့ငါ့ကိုတင်ချာ Olympic စာအုပ်ကလေးပေးပါလားဆိုပြီးတော့တောင်းတယ်မလားအဲ့လိုမျိုး request လုပ်တာမျိုးပဲ request တစ်ခုခုလုပ်ရမယ်တဲ့ request လုပ်တဲ့ပုံစံလည်း teacher တို့သင်ပြီးသားပါနော် which mind do you mind ကိုအသုံးပြုပြီးတော့ request လုပ်တဲ့ပုံစံကို teacher တို့ရှေ့မှာသင်ခဲ့ရပါတယ်အဲ့ဒါကိုပြန်ပြီးတော့အသုံးပြုရမှာဖြစ်ပါတယ် and ask for permission to do something ဒါဟာလေ which mind do you mind ကို if ဆက်လိုက်တာပါ request က which mind do you mind ကို verb ing ဆက်လိုက်တာ ask for permission က which mind do you mind ကို if ဆက်လိုက်တာအဲ့တော့အဲ့နှမျိုးလုံးကိုသုံးခိုင်းတာ teacher ကျွမ်းကျင်ပြီးသားပါဆက်ပြီးတော့ဖတ်ကြည့်အောင်နော် words of appreciation what he or she has done for you where and when how his or her help benefits you requesting him to do something for you asking for his or her permission to do something anything you would like to addအခု teacher တို့ဖတ်ခဲ့တာလေးတွေကို prompts လို့ခေါ်ပါတယ် grade 9မှာမဟုတ်ဘူးเนาะအသက်ကြီးလာတဲ့အခါမှာ essay letter ရေးတဲ့အခါမှာလည်းပေးထားတဲ့အချက်ကလေးတွေကို prompts လို့ခေါ်ပါတယ်အဲ့ဒီစကားလုံးလေးကိုနားလည်အောင်လို့မှတ်ထားပါเนาะ prompts အဓိပ္ပာယ်ကအကြံပြုချက်ဒါမှမဟုတ်အထောက်အမဆိုတော့သူကထောက်ပံ့ပေးတယ် teacher တို့ရေးဖို့အတွက်အထောက်ပံ့ပေးထားတာအဲ့ဒါကို prompts လို့ခေါ်တယ်သူ့ကိုဘယ်လိုသုံးလို့ရသေးလဲဆိုတော့ adjective အနေနဲ့ prompt prompt ဆိုပြီးသုံးရင်ချက်ချင်းလည်းငင်ဆောင်ရွက်ပေးတာလို့ပြောလို့ရတယ်ဥပမာကိုကတယောက်ကိုအကူအညီတောင်းလိုက်လို့ချက်ချင်း reply လာတဲ့ email reply လုပ်တယ်ဆိုရင် thank you for your prompt reply thank you for your prompt response ဆိုပြီးတော့ပြန်ပြောလို့ရတယ်ချက်ချင်း reply လုပ်ပေးတဲ့အတွက်ချက်ချင်းတုံ့ပြန်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုဒါ email ရေးတဲ့အခါမှာအသုံးဝင်ပါတယ်နော်အဲ့ prompt ကအဓိပ္ပာယ်မျိုးမျိုးရှိပါတယ် verb အနေနဲ့လည်းသုံးလို့ရတယ် adverb အနေနဲ့လည်းသုံးလို့ရတယ်ဒီမှာကတော့ noun အနေနဲ့သုံးတာပါအထောက်အမအကြံပြုချက်လို့အဓိပ္ပာယ်ရပါတယ်သူရဲ့ prompts လေးတွေကဘာတွေလဲဆိုတော့ words of appreciation ကျေးဇူးတင်စကားများ share email ရေးတဲ့အခါမှာကျေးဇူးတင်စကားများကိုထည့်ရေးပေးရမယ် what he or she has done for you သူတို့မဟုတ်သူမကသင်အတွက်လုပ်ပေးထားတဲ့ကိစ္စဒါတော့သမီးတို့ email ရေးတဲ့သူကယောက်ျားလေးကိုရေးချင်လည်းရတယ် main ကလေးကိုရေးချင်လည်းရတယ်အဲ့တော့ကြိုက်တဲ့သူကိုရေးသွင်းပေးထားလို့ teacher တို့ကို he or she ဆိုပြီးတော့ပေးထားတာဖြစ်ပါတယ် where and when အဲ့ဒီကိစ္စကိုလုပ်ပေးထားတဲ့အချိန်နဲ့နေရာ how his or her
help benefits you သူတော့မဟုတ်သူမရဲ့အကူအညီကတင့်အပေါ်အကျိုးပြုပုံအဲ့ကောင်လေးတွေအဲ့ကောင်မလေးတွေကိုကူညီပေးလိုက်လို့အဲ့တငယ်ချင်းကကိုကူညီပေးလိုက်လို့ကိုအတွက်ဘလို့အကျိုးရှိသွားတယ်ဆိုတာကိုရေးပေးရမှာဖြစ်ပါတယ်အရှိမတော့ဆိုရင်မင်းငါ့ကိုကူညီပေးတဲ့အတွက်ငါအခုတင်ချအောင်မကြောက်တော့ဘူးအရင်ခက်ခဲတဲ့ပု္ပ္ပစာတွေတော့ငါဖြည့်ရှင်းနိုင်နေပြီငါတွက်ချက်နိုင်နေပြီဆိုပြီးတော့သူ့ရဲ့ benefits ကိုပြောတယ်ဒီမှာလည်းအဲ့ဒီလိုပဲကိုက benefits ကိုပြောပြရမယ် requesting him to do something for you တဲ့အတွက်တစ်ခုခုလုပ်ပြီးဖို့မေတ္တာရက်ခံတောင်းဆိုခြင်းဒါကြတော့ request လုပ်တာဖြစ်တဲ့အတွက်နင်ဒါလေးလုပ်ပေးပါလားနင်အခန်းမီးလေးပိတ်ပေးပါလားဆိုသူများကိုလှမ်းပြီးတော့လုပ်ခိုင်းတာအဲ့ဒါကိုရင်ကြီးကြီးတောင်းဆိုတာဖြစ်တဲ့အတွက် request လို့ခေါ်တယ်အဲ့လိုပဲဒါကလည်းသူများကိုလုပ်ခိုင်းမှာဖြစ်တဲ့အတွက် request လုပ်ရမယ်နောက်တစ်ခုက asking for his or her permission to do something တခုခုလုပ်ပြီးဖို့သူသုံးမဟုတ်သူမစီကခွင့်ပြုချက်တောင်းခြင်းတဲ့အဲ့တော့ဥပမာအချာတို့ကတငယ်ချင်းကိုငါ့ကိုတင်ချလေးရှင်းပြပါလားဆိုရင်ဒါဟာသူကကိုယ်ရှင်းပြမှာသူ့ကိုတခုခုလုပ်ခိုင်းတာ request ဖြစ်ပါတယ်ငါနဲ့တင်ချစာအုပ်ကလေးခဏကြည့်လို့ရမလားဆိုတာက permission တောင်းတာဖြစ်ပါတယ်သူ့ရဲ့တင်ချစာအုပ်ကိုကိုကသွားကင်ကြည့်မယ်အထက်ကစာအုပ်ကလေးတွေကိုလှန်ကြည့်မယ်ဒါကိုယ်တိုင်လုပ်တဲ့အရာဖြစ်သွားပြီအဲ့ဒါကြတော့ခွင့်ပြုချက်တောင်းခံတာဖြစ်သွားပြီသူ့ကိုလုပ်ပေးဖို့မေတ္တာရက်ခံတာမဟုတ်တော့ဘူးခွင့်ပြုချက်တောင်းခံတာ asking for his or her permission to do something anything you would like to add သင်ဖြည့်ဆွတ်ခြင်းနဲ့တခုခုဖြည့်ဆွတ်ရေးသားခြင်းနဲ့အဲ့တော့ request လုပ်ပြီးပြီ permission တောင်းပြီးပြီဆိုရင်တခုခုကြိုက်တာထည့်ရေးလို့ရပါတယ်တဲ့ tips when you write an email use appropriate greetings and endings email ရေးတဲ့အခါမှာဘယ်လိုလုပ်ရမလဲဆိုတဲ့ tips အကြံပြုချက်တွေကိုပေးထားတာဖြစ်ပါတယ်ဒီချာတို့ဆိုရင်တက္ကသိုလ်ရောက်မှ email ရေးနည်းကိုသင်ရတာပါဒီချာတို့ခေတ်တုန်းက email ကလည်းစပြီးတော့ပေါ်ပေါ်ချင်းကလေးကသုံးကြတယ်ဒါပေမဲ့ဒီချာတို့ကငယ်သေးတော့မသုံးခဲ့ရဘူးကြီးသွားပြီးတော့မှတကယ် email ကိုထဲထဲဝင်ဝင်အသုံးချဖို့လိုလာပြီဆိုတော့မှဆရာမတွေကသင်ပေးတယ်အဲ့ဒါဒီချာတို့ရဲ့တက္ကသိုလ်ရဲ့ဖြစ်သွားပြီဒါတော့သမီးတို့ကြတော့ဒီအရွယ်တွေကသုံးလို့ရနေပြီတွင်တွင်ကြဲကြဲသုံးလို့ရနေပြီဖြစ်တဲ့အတွက် grade 9မှာတွေကစပြီးတော့သင်ပေးထားတာဖြစ်ပါတယ်အဲ့ email ကခေတ်နောက်ကျသွားပြီလားဆိုမကြပါဘူးเนาะရုံးစာကျောင်းစာတွေရေးတဲ့အခါမှာ email ကိုအသုံးပြုတယ်အငယ်ချင်းချင်းတချို့အကြောင်းအရာတွေရေးတဲ့အခါမှာလည်း email ကိုအသုံးပြုတယ်အရင်ကကျေးနန်းစာရိုက်တယ်မလားရုံးတစ်ခုနဲ့တစ်ခုစာတွေပို့တယ်အခုဒီခေတ်မှာကျတော့စာတွေမပို့တော့ဘဲနဲ့ email ရေးတာကိုတကယ်တရဝင်အသုံးပြုလာကြပါတယ်ဒါကြောင့်တို့သမီးတို့ email ရေးတာကိုလုပ်ငန်းခွင်ရောက်တဲ့အခါမှာလည်းသုံးရမယ်ကျောင်းမှာလည်းသုံးရမယ်ဆရာမနဲ့အပြောဆိုလုပ်တာကိုယ့်ရဲ့လုပ်ငန်းရှင်နဲ့အပြောဆိုလုပ်တာဆက်ဆံတာဒါတွေအားလုံးကို email နဲ့ရေးရမှာပြောရမှာဖြစ်တဲ့အတွက်တေချာလိုက်ကြည့်ထားပါနော်အရင်ကအသုံးဝင်တဲ့သင်ခန်းစာဖြစ်မှာပါ use appropriate greetings and endings ပြီးတော့ make it short and clear check spelling and grammar use abbreviations where relevant use an appropriate style tips အကြံပြုချက်တွေကိုဘာသာပြန်ရမယ်ဆိုရင် when you write an email သင် email တစ်စောင်ရေးတဲ့အခါမှာ use appropriate greetings and endings သင်တော်တဲ့နှုတ်ခွန်းဆက်စကားများနဲ့ဏီကုံအဆုံးသတ်စကားများကိုအသုံးပြုပါ make it short and clear တိုတိုနဲ့ရှင်းရှင်းဖြစ်ပါစေ check spelling and grammar စလုံးပေါင်းနဲ့သဒ္ဒါမှန်အောင်စစ်ဆေးပါ email ရေးရင်စလုံးပေါင်းမှားလို့မရဘူး grammar မှားလို့မရဘူး use abbreviations where relevantသက်ဆိုင်ရာအတူကောက်တွေကိုအသုံးပြုပါ use an appropriate style သင်လျော်တဲ့စာရေးဟန်ကိုအသုံးပြုပါတဲ့အဲ့ဒါကအကြံပြုချက်တွေဖြစ်ပါတယ်ကျတော့ unit 1 ရဲ့ lesson 4 ဟာ writing လေ့ကျင့်မှုဖြစ်တာနဲ့အညီကမ္ဘာအဆင့် email ရေးသားပုံနဲ့အသေးစိတ်အကြံပြုချက်တွေကိုသင်ကြားသွားမှာဖြစ်ပါတယ်အဲ့ဒီကျတော့ email ရေးတဲ့အခါမှာအကြောင်းအရာကိုဥစွာရေးရမယ်အကြောင်းအရာကို subject လို့သုံးပါတယ်ဒီမှာရေးထားတဲ့ subject ဆိုတာအကြောင်းအရာဖြစ်ပါတယ်ဒီပုံလေးကတော့ဒါ email ရေးတိုင်းမှာတွေ့ရမယ့်ပုံလေးပါအပေါ်ဆုံးမှာ new message ဆိုပြီးတော့ရေးပေးထားတယ်ပြီးရင် to ဘယ်သူစီကိုပို့မယ်ဆိုတာ to နေရာမှာရေးရမယ် subject ဆိုတာက email ရဲ့အကြောင်းအရာကိုရေးရတာဖြစ်ပါတယ်ကျတော့ခွင့်တိုင်ရင်ခွင့်တိုင်ခြင်းဆိုပြီးတော့ရေးရတယ်လို့ပဲဒီမှာလည်း email မှာလည်း subject ဆိုတာရေးရပါတယ်သူကရုံးစာအကြောင်းစာတွေတကယ်ရေးတဲ့အခါမှာလည်းအဲ့လိုအကြောင်းအရာတွေရေးပေးရတယ်အဲ့လိုမျိုးပဲဒီ email မှာလည်းရုံးစာအကြောင်းစာလိုမျိုးဖြစ်တဲ့အတွက် subject အကြောင်းအရာကိုထည့်ပေးရပါတယ်အောက်မှာမှတကယ်ကိုရေးချင်တဲ့ဟာကိုဒီ၄တောင်ပေါင်ကွက်ကလေးထဲမှာရေးရတာဖြစ်ပါတယ်ပြီးတော့ရင်တော့ပို့မယ်ဆိုရယ် send button ရှိတယ်ပြီးရင်ဒီစာတွေကိုပြင်ဖို့နောက်ထပ်
ပုံနေ PDF file တွေထည့်ပြီးတော့ attach လုပ်ဖို့ link ချိတ်ဖို့စသဖြင့်လုပ်လို့ရတယ်အများကြီးသူပေးထားပါတယ်နောက်ဆုံးဒီ email ကိုမကြိုက်ရင်ဖျက်ပစ်ဖို့အတွက်အမှိုက်ပုံပုံလေးပါပေးထားပါတယ်ဒါ discard လို့ခေါ်ပါတယ်မသုံးတော့ဘူးဖျက်လိုက်မယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့တကယ် email ပုံစံအဲ့တိုင်းပါပဲเนาะတစ်ချက်ပြပေးပါမယ်ဒီမှာကြည့်ကြည့်ပါဒါဆိုရင် new message ဆိုပြီးပေါ်မယ် to subject ဒီပုံစံအတိုင်းပဲဥပမာတချို့ကမဟောဒရာကိုထည့်မယ်ဆိုရင်မဟောဒရာတုခမိန် @gmail.com ဆိုပြီးဒီနေရာမှာထည့်လိုက်ရင်ဒါမဟောဒရာကိုတချို့ email ပို့လို့ရတဲ့ပုံစံဖြစ်သွားပြီအဲ့တော့ဒီနေရာမှာ CC တို့ BCC တို့လည်းရှိပါသေးတယ် CC ဆိုတာက carbon copy ဒီ email တစ်စောင်လုံးကိုတပုံစံနဲ့သူများကိုပို့ခြင်းတဲ့အခါ CC မှာရိုက်ထည့်ရပါတယ် BCC ဆိုတာရှိပါသေးတယ် BCC ဆိုတာက blind carbon copy တော့ကျတော့ CC ကသူများတွေမြင်ရတယ်ဥပမာ CC မှာတစ်ချက်နာမည်ကိုထည့်လိုက်ရင်တစ်ချက်မြင်ရတယ်မဟောဒရာတုခမင်းကိုပို့တယ်ဆိုတာသိရတယ် BCC မှာဒါတစ်ချက်နာမည်ကိုမဟောဒရာကိုထည့်လိုက်မယ်ဆိုရင်မဟောဒရာကိုပို့ရလဲတစ်ချက်မသိဘူးတစ်ချက်ကိုပို့ရလဲမဟောဒရာသိမှာမဟုတ်ဘူးအဲ့ BCC ကကျတော့ blind ဆိုတာမမြင်ရဘူးပေါ့မျက်စိမမြင်တာမမြင်ကိုရရောက်နေတာမျိုးဆိုရင် blind လို့သုံးတယ်မလားအဲ့လိုပဲဒီနေရာလေးက blind carbon copy တရားနဲ့တရားမမြင်အောင်လို့ထည့်ပေးထားတာဖြစ်ပါတယ်ဒီနေရာလေးမှာတချို့ကထည့်လိုက်မယ်ဆိုရင်ဥပမာကြော့ကိုထည့်မယ်ကြော့နာမည်လေးရိုက်ထည့်လိုက်မယ်ဒါဆိုရင်ကြော့စီတော့ရောက်သွားမယ်မောဒရာကြော့ကိုပို့ထားရဲဆိုတာမြင်ရမှာမဟုတ်ပါဘူးပြီးတော့ subject ဆိုတာကတော့အကြောင်းအရာဖြစ်ပါတယ်ဥပမာခွင့်တိုင်ခြင်းနဲ့ဆိုရင်လည်းခွင့်တိုင်ခြင်းဆိုပြီးတော့ဒီမှာရိုက်ထည့်လိုက်ရပါပြီဒါကြောင့် subject အကြောင်းအရာဆိုတဲ့အကွက်ထဲမှာမေးခွန်းမှာခိုင်းထားတဲ့အကြောင်းအရာကိုရေးပေးရမှာမယ်ရိုးရှင်းပြဖြစ်တဲ့ဝါကျနဲ့ရေးသားနိုင်ပါတယ်မင်းရဲ့အကူအညီအတွက်ကျေးဇူးတင်ပါတယ်ဆိုရင်ဘယ်လိုရေးမလဲ Thank you for your help ဆိုပြီးရေးမှာပေါ့ Thank you ကျေးဇူးတင်ပါတယ် for အတွက် your help မင်းရဲ့အကူအညီ your ကမင်းရဲ့ help ကအကူအညီ Thank you for your help မင်းရဲ့အကူအညီအတွက်ကျေးဇူးတင်ပါတယ်အဲ့တော့ဒါလေးတော့သားတို့သမီးတို့ရေးတတ်မယ်ထင်ပါတယ်ဒါကျေးဇူးတင်မယ်ပြီးရင်မေတ္တာရက်ခံမယ်ပြီးတော့မေတ္တာရက်ခံခြင်းတစ်ခုဆိုတာလေးကိုဆက်ရေးမယ်ဘယ်လိုရေးမလဲ and a request အဲ့နှစ်ခုဆက်ရေးလိုက်ရင် thank you for your help and a request ဆိုပြီးတော့ရလာပါပြီအဲ့ဒီအကြောင်းအရာကို subject ဆိုတဲ့အကွက်ကလေးထဲမှာရေးပြီးတဲ့အခါမှာသူကကိုရေးတဲ့ email ရဲ့ခေါင်းစဉ်ဖြစ်လာပါတယ်သူရဲ့ email ရဲ့အကြောင်းအရာဖြစ်လာတဲ့ခေါင်းစဉ်ဖြစ်လာတယ်ဒါကြောင့်ခေါင်းစဉ်စည်းကမ်းတွေကိုလိုက်နိုင်ရတယ်ခေါင်းစဉ်တွေကိုရေးတဲ့အခါ article a and the ကိုအသေးနဲ့ရေးရတယ်အဲ့တခြားခေါင်းစဉ်ထဲမှာ article ပါလား article ပါပါတယ် a request ထဲက a က article ဖြစ်ပါတယ်သူ့အသေးနဲ့ရေးရမယ် and to or လို့မျိုး conjunction မြန်မာလိုပြောရရင်စကားဆက်တွေကိုလည်းအသေးနဲ့ရေးရတယ် thank you for your help ရဲ့ a request ရဲ့ကို and နဲ့ဆက်ပြီးထားဖြစ်ပါတယ်အဲ့ဒါကြောင့် and ကို teacher တို့ကစကားဆက်မှန်းသိနိုင်တယ်သူ့ကိုအသေးနဲ့ရေးရမယ် preposition တွေဖြစ်တဲ့ for to from in on at with by as of စတာတွေကိုအသေးနဲ့ရေးရမယ်ဒီမှာတော့ off တွေဘာတွေမပါဘူး for ဆိုတာလေးပါတယ်အဲ့ for ကိုအသေးနဲ့ရေးရမယ် for ရဲ့ and ရဲ့ a ရဲ့ကိုအသေးနဲ့ရေးရပါမယ်ကျန်တာတွေကအကြီးနဲ့ရေးရတယ်ပြီးတော့အစနဲ့အဆုံးကစကားလုံးတွေကိုအမြဲတမ်းအကြီးနဲ့ပဲရေးရတယ်အဲ့ဒီစီကံချက်တွေအရ subject အကြောင်းအရာနေရာမှာရေးဖို့အရှာရရထားတဲ့စာသား thank you for your help and a request မှာ for ရဲ့ and ရဲ့ a ရဲ့ကိုပေးလိုက်မယ်ကျန်တာအကုန်အကြီးလုပ်လိုက်မယ်တွေ့ပြီနော် thank you အတွဲလိုက်ကြီးရတယ် for ကမကြီးရပါဘူးသူက lower case နဲ့ကြီးရတယ် lower case ဆိုတာစကားလုံးအသေးကိုခေါ်တာဖြစ်ပါတယ် your help ကိုအကြီးနဲ့ပဲဆက်ရေးတယ် and က conjunction လို့သေးလိုက်တယ် က article a and the ဖြစ်တဲ့အတွက်သေးလိုက်တယ် request ကအကြီးဆုံးနဲ့ရေးရမယ်ဒါဆိုရင် email ရဲ့အကြောင်းအရာကို thank you for your help and a request ဆိုပြီးတော့ရသွားပါပြီဒီချက်ရိုက်ထည့်လိုက်ပါမယ်နော် thank you you ကိုအကြီးနဲ့ရေးရမယ် for က for to from internet with my s of ဆိုတဲ့စကားလုံးတွေကအသေးနဲ့ရေးရမယ် thank you for your help ပြီးတော့ conjunction ကအသေးနဲ့ရေးရမယ် and a request ကပြန်ပြီးတော့အကြီးဖြစ်သွားတယ် subject ဖြစ်တဲ့အတွက်စာကြောင်းမဟုတ်ဘူးသူ့နောက်ဆုံးမှာကျွန်တော် full stop ချစရာမလိုပါဘူး thank you for your help and a request ဆိုပြီးတော့ရသွားပါပြီပြီးတော့မှဒီအောက်မှာတချို့ကဘယ်သူ့ကိုစကားပြောချင်တာလဲပြောချင်တဲ့သူကိုနာမည်လေးရေးရမယ် dear ဥမာမေမိုးကိုပြောမယ်ဆိုရင်မေမိုးနာမည်လေးရေးပြီးသွားရင်နောက်မှာ comma ကုတ်ပေးရတယ် dear မေမိုး comma အဲ့လိုမျိုးရေးတာကို salutation
ဒါမှမဟုတ် greeting လို့ခေါ်ပါတယ်လက်ခံသူရဲ့နာမည်ကိုနှုတ်ခွန်းဆက်ခြင်းဖြစ်ပါတယ်အဲ့တော့ memo ကိုရေးတာဖြစ်တဲ့အတွက် teacher တို့ dear memo ဆိုပြီး comma လုပ်လိုက်ပါတယ်နောက်တစ်မျိုးရေးလို့ရပါသေးတယ် hello memo comma လို့လည်းရေးလို့ရတယ် hi comma memo comma ဆိုပြီးတော့ရေးလို့လည်းရတယ်teacher တို့ကတော့ dear memo ကိုပုံမှန်သုံးနေကြတိုင်းသုံးလိုက်ပါတယ် comma ကုတ်ဖို့မမိတ်နဲ့နော်ပြီးတော့စာကိုပိုင်းလေးကိုရေးရမယ်ယဉ်ကျေးတဲ့နှုတ်ခွန်းဆက်စကားလုံးလေးလည်းပါရမယ် email ကိုတက်ရှိသဘောထားပြီးဒီ email ကမင်းနေကောင်းတာကိုတွေ့တယ်ဆိုပြီးတော့ရေးတဲ့ပုံစံမျိုးအဲ့လိုရေးကြမယ်အဲ့ဘယ်လိုရေးမလဲ this email finds you well this email ဒီ email က finds ရှာတွေ့မယ် you မင်းကို well ကောင်းကောင်းမွန်မွန်အဲ့တော့ this email finds you well ဆိုတာလေးကိုရှေ့မှာငါမျှော်လင့်နေဆိုတာလေးကိုရှေ့ကခံလိုက်ရင် I hope ဆိုတာမျှော်လင့်တာ I hope ငါမျှော်လင့်နေ this email finds you well ဒီ email ကမင်းနေကောင်းတာကိုတွေ့တယ်လို့ငါမျှော်လင့်ပါတယ်တဲ့ဒါလေးဓာတ်ရိုက်ဘာသာပြန်လိုက်တာပေါ့ပြောရရင်တော့ဒီ email မင်းစီရောက်တဲ့အချိန်မှာမင်းနေကောင်းနိုင်မယ်လို့ငါမျှော်လင့်နေလို့ပြောချင်တဲ့သဘောဒါပေမဲ့ဓာတ်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့ဒီ email ကမင်းနေကောင်းတာကိုတွေ့တယ်လို့ငါမျှော်လင့်ပါတယ်ဆိုပြီး share စာစီစာကုန်းလေးရေးရင်စာလေးတွေကိုလှအောင်မရေးဘူးလားလှအောင်တစားဆင်ပြီးတော့ရေးတယ်အဲ့လိုမျိုးပဲဒီမှာလည်းစာကြောင်းလေးတွေကိုလှအောင်လို့ရေးတာဖြစ်ပါတယ်ပြီးရင်တော့ teacher prompt တွေကိုသုံးပြီးတော့ရေးရမှာဖြစ်ပါတယ်ဗီဒီယိုလေးလည်းရှင်းနေပြီဆိုတော့နောက်ဗီဒီယိုမှာ teacher prompt လေးတွေကိုသုံးပြီးတော့ရေးတဲ့ပုံစံကိုသင်ပေးသွားပါမယ်နော်ဆရာဦးမင်းသူ grade 9 English မဟောဒရာသူခမဲ